အားလုံးပဲမင်္ဂလာပါကျွန်မအပင်ကိုရေလောင်းရင်းနဲ့ဒီအပင်ရဲ့အကြောင်းကိုပြောပြခြင်းစိတ်ဖြစ်သွားတယ်ပေါ့နော်ဒီအပင်ကိုလွန်ခဲ့တဲ့12လပိုင်း12ရက်နေ့2025တုန်းကကျွန်မစပြီးတော့မှစိုက်ခဲ့ပါတယ်နလသားအရွယ်ရတဲ့အချိန်မှာကျွန်တော်ခေါင်းညွန့်ကိုတစ်ခါနေခဲ့ပြီးပြီပေါ့နော်အခုချိန်မှာဆိုရင်9လကျော်သားအရွယ်ဖြစ်တယ်ပေါ့နော်9လကျော်သားအရွယ်မှာဒီလိုအနေထားဒီလောက်ထိကြီးမှရှည်လျားတဲ့အပင်ဆိုရင်တော့သူ့ရဲ့ကြီးထွားမှုနှုန်းကတော်တော်လေးကိုမြန်ဆန်တယ်လို့ပြောလို့ရတယ်ပေါ့နော်ဒါဒီဘာပင်လေးလဲပြောဖို့မိပါဒီပင်လေးကဘာဒန်ခေါ်ဘန်ဒါပေါ့နော်almonds ပေါ့အင်္ဂလိပ်လိုကျတော့ almond ပေါ့ဒါမဲ့မြန်မာနိုင်ငံမှာတော့တိတ်မတွေးရသေးဘူးပေါ့နော်မြန်မာနိုင်ငံဘန်ဒါပင်ကကျတော့ဒီလိုတော့မဟုတ်ဘူးပေါ့နော်မြန်မာနိုင်ငံဘန်ဒါပင်ကကျတော့အရေးရပင်လိုပုံစံမျိုးအရွက်ကကြီးကြီးလိုမျိုးပုံစံဒါမဲ့ဒီဟာကျတော့ဘန်ဒါပဲသူပေမဲ့မြန်မာနိုင်ငံမှာတော့မတွေးရသေးဘူးသူကဘယ်နိုင်ငံမှာအစိုက်များလဲဆိုတော့ US နိုင်ငံနဲ့ဒီ Australia တွေ India တို့မှာအစိုက်များတယ်ပေါ့နော်သူတို့ကတော်တော်လေးကိုအစိုက်များကြတယ်ဧကကိုတန်းချီပြီးတော့စိုက်ကြတယ်ပေါ့နော်တခြားသောနိုင်ငံတွေလည်းစိုက်ကြတာရှိပါတယ်တခြားသောနိုင်ငံပေါင်း90လောက်ပေါ့နော်မြန်မာနိုင်ငံတော့မတွေ့ရသေးတာဒီမှာစဉ်းစားမိတာပေါ့နော်ဒီအပင်ကိုမြန်မာနိုင်ငံမှာစိုက်ရင်ထွန်းနိုင်မလားဆိုတာပေါ့အဲ့ဒါကျွန်မစဉ်းစားမိနေတယ်ကျွန်မစမ်းပြီးတော့စိုက်ကြည့်ရပေါ့နော်သူကဘလို့ရာသီဥတုမျိုးကိုကြိုက်နေတဲ့လဲဆိုတော့အေးမြ၆တွေ့တဲ့ရာသီဥတုမျိုးကိုသူကကြိုက်နေတဲ့တယ်ပေါ့နော်ကျွန်မတို့လူချမ်းပြည်လူနေရာမျိုးမှာတချို့သောပြည်နယ်ကဒီဆောင်းရာသီဥတုရှိတဲ့ပြည်နယ်အေးမြ၆တွေ့တဲ့ပြည်နယ်တွေဆိုစိုက်လို့ရကောင်းရနိုင်မလားပေါ့နော်ကျွန်မစဉ်းစားရင်းနဲ့ဒါကကျွန်မစမ်းစိုက်ကြည့်တဲ့သဘောပေါ့နော်ဒါပေမဲ့ဒီစင်ကာပူမှာကျတော့ရာသီဥတုကသူ့ဒီအပင်နဲ့ကျတော့လုံးဝအကိုက်ညီမှုမရှိဘူးပေါ့နော်ဒီအပင်ရဲ့လိုအပ်ချက်ကကျတော့ဒီနေဟာပေါ့နော်6တွေ့အေးမြတယ်ဆိုတော့နေရောင်ကိုလည်းသူကအပြည့်အဝကိုလိုအပ်တယ်ပြီးကြရင်ဒီစောင်းရတီရဲ့ဓာတ်ကိုလည်းသူကလုံလောရရှိဖို့လိုအပ်တယ်ပေါ့နော်ပြောမယ်ဆို chilling hour ပေါ့အဲ့လိုမျိုးတွေသူလိုအပ်တယ်ပေါ့နော်ဒီစင်ကာပူမှာမရမှန်းတော့သိပေမဲ့ကျွန်မအရန်သိရှင်လို့ပေါ့နော်သူရဲ့ကြီးထွားမှုနှုန်းဘယ်လောက်ထိမြန်ဆန်လဲလို့အဲ့လိုမျိုးကကျွန်မစမ်းစိုက်ကြည့်တာပါဒီအပင်ကဘယ်နှစ်သားအရွယ်မှာစပြီးတော့မှဖူးပွင့်တီးလဲဆိုတော့ဒီ3နှစ်သား4နှစ်အစီအနေစိုက်မယ်ဆိုရင်တော့3နှစ်သား4နှစ်သားအဲ့လို5နှစ်သားအရွယ်မှာစပြီးတော့မှဖူးပွင့်ပြီးတော့မှအတီးတီးရပေါ့နော်သူရဲ့အပွင့်လေးကcherry ပွင့်လိုမျိုးအရန်လာပါတယ်ပေါ့နော်အဖြူလေးပန်းရောင်လေးအဲ့လိုမျိုးပုံစံပေါ့နော်တအားလာပါတယ်ဒီပြရင်ဒီအစီအစံကကျမကြီးအတွက်လဲကလေး